ရောက်ခမဖြစ်သူက2လကြာခီးသွားရာကနေပြန်ရောက်ချင်းပဲမိပွားပြီးစချွေးမကိုထမင်းချက်ခိုင်းတော့တယ်အဲ့ဒီအချိန်မှာတားဖြစ်သူရဲ့စကားတခွန်းကြောင့်ရောက်ခမတယောက်ဆုံးသွားခဲ့ရတယ်ချွေးမဖြစ်သူဟာကိုဝင်ရှိလာနဲ့ဘိုက်ကလည်းတအားလေးနေပြီးနေရန်ကိုတွဲကလမ်းလျှောက်နေရတယ်လို့ညဘက်တစောင်းလဲပို့တောင်ခက်ခဲနေချိန်ပေါ့ဒါတင်မကသေးပဲသူမရဲ့အဖေကနှလုံးအောင်လို့အရေးပေါ်အခြေအနေနဲ့ထူထဲရောက်သွားခဲ့တယ်စိုးရင်ရတဲ့အခြေအနေကိုကြားလိုက်ရတော့သူမချေမခိုင်တော့ဘူးသူမရဲ့ခင်မုန်းကတော့မိုင်ပေါင်းများစွာဝေးတဲ့အဝေးတနေရာကလုပ်ငန်းခွင်မှာရောက်နေတာ project ကအရေးကြီးတဲ့အချိန်ဖြစ်လို့သူလည်းပြန်မလာနိုင်ခဲ့ဘူးသူအသေးအတန်ဖြစ်ပြီးမိခင်ဖြစ်သူစီထက်ခါတလဲလဲဖုံးဆက်ခဲ့တဲ့မျက်လုံးတွေညီရဲပြီးတွားကူညီပေးဖို့အ ਨੇ ဆုံးတော့အစားအသောက်အပူဆက်လေးချက်ကျွေးဖို့ဒါမှမဟုတ်ဆေးရုံကိုပစ္စည်းလေးတွေတွားပို့ပေးဖို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ရောက်ခမကမျက်လုံးအောက်ဆိုင်ပြီးဖုံးထဲကနေဒီလိုပြန်ပြောခဲ့တယ်ငါသားမမရှိတာမင်းရောက်ခတ်ထီမှာဆရာဝန်တွေရှိတာပဲကိုဝင်ရှိတာလဲဘာဆန်းလို့လဲငါမင်းကိုမွေးခါနီးအထိဂျုံကင်းနဲ့ဆင်းပြီးဂျုံရင်းနေခဲ့တာပြီးတော့သူတို့လင်မယားကိုအတိမပေးပဲအကွဲရမှာတငယ်ချင်းတွေနဲ့ခီးသွားဖို့လက်မှတ်တွေဝယ်လိုက်တယ်ပြီးတာနဲ့အထုပ်ဆွဲကထွက်သွားတော့တာပဲမွေးခါနီးချွေးမနဲ့အခြေအနေစိုးရင်ရတဲ့အဖိုးအိုကိုပြစ်ထားခဲ့ပြီးအဝေးကတားဖြစ်သူစီပဲအပ်ခဲ့တယ်ရောက်ခမထွက်သွားပြီး3ရက်မြောက်နေ့မှာပဲအဖေဖြစ်သူအခြေအနေချက်ချင်းဆိုးရွားလာပြီးအရေးပေါ်အသက်ခဲ့ပေမဲ့မလွတ်ခဲ့ဘူးချွေးမဖြစ်သူဟာဘိုက်ကြီးတကားကားနဲ့ရင်ခွဲရုံကနေတကြိုရာစီသွားနေရတဲ့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးရတဲ့အခါလက်တွေတုံလုံးလို့ဖောင်းတိန်အောင်မကင်နိုင်ခဲ့ဘူးစိတ်ထိခိုက်လုံးလို့အဲ့ဒီနေရာမှာတင်ရေမော်ပေါက်ပြီးဆေးရုံကိုအရေးပေါ်ခေါ်သွားခဲ့ရတဲ့ကလေးကိုလက်မစေ့ပဲမွေးဖွားခဲ့ပြီးမွေးချင်းပဲကလေးကပေါင်းအိုးတဲ့တန်းရောက်သွားခဲ့တယ်အဲ့ဒီရက်တွေမှာချွေးမဖြစ်သူဟာအဖေဆုံးရှုံးလိုက်ရတယ်လို့မိဘပြီးဆက်မှုလဲအားအင်ကုန်ခန်းနေခဲ့တယ်တစ်ဖက်ကဇာပနာကိုစီမံနေရပြီးနောက်တစ်ဖက်ကလည်းကလေးဆောင်စီနေတိုင်းသွားနေရတဲ့စားဖို့ထမင်းတလုတ်တောင်အပူမရှိခဲ့ဘူးမိတွင်ထဲမှာတညမှပြပြဝဝမအိတ်ခဲ့ရလို့ရုပ်ကလည်းမမတ်မိနိုင်အောင်ဖြစ်သွားခဲ့ရတယ်နိုင်ငံခြားကခင်မုန်းဖြစ်သူကတော့အသေးတန်ဖြစ်ပြီးဖုန်းစခရင်ရှိမှငိုနေခဲ့ရတဲ့မိခင်ဖြစ်သူစီနေတိုင်းစာရေးပြီးသူ့ဇနီးဘလောက်အခြေအနေဆိုးနေလဲကလေးကဘလောက်အထိတင်းငယ်နေလဲဆိုတာပြောပြပြီးပြန်လာပေးဖို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ရောက်ခမကတော့ပြန်စားမပိုးတဲ့အပြင်ခီးသွားတာစားတောက်တာလက်ပတ်တာတွေကိုစိတ်မကောင်းတဲ့အရေးအယောင်လုံးဝမပြပဲဓာတ်ပုံတွေပဲတင်နေခဲ့တယ်နောက်ဆုံးမှအိမ်ကအရှုပ်ထုတ်တွေနဲ့ငါခီးစင်ကိုလာမဖြတ်စီးစမ်းတဲ့လို့တောင်ပြန်ပြောခဲ့တယ်ချွေးမဖြစ်သူကအဲ့ဒီလာပါတဲ့ post တွေကိုကြည်ရင်မုန်းလိုက်တိုင်းနာကျင်နေတဲ့သူမခါကိုကိုင်းရင်ပေါင်းအိုးတွေကကလေးဓာတ်ပုံကိုပွေဖက်ပြီးရင်းနဲ့အေးဆက်သွားခဲ့ရတယ်ခင်မုန်းဖြစ်သူနောက်ဆုံးတော့ပြန်ရောက်လာတဲ့အခါလူယုံမပေါက်တော့တဲ့သူ့ဇနီးနဲ့အားနေနေတဲ့ကလေးကိုမြင်လိုက်ရတယ်။အင်ကြီးကလည်းရေခဲတုံးလိုအေးဆက်နေတာကိုမြင်တော့သူရင်ထဲကနေဒေါသတွေတောက်လောင်လာခဲ့တယ်။သူ့မိခင်ဟာတစ်သက်လုံးအတ္တကြီးပြီးဆရာလုပ်ချင်ခဲ့တာကိုသူသိတယ်။အကျိုးအကြောင်းပြောပြနေလို့ဘာမှထူးမှမဟုတ်ဘူး။တကယ်တုတ်ပြန်မှဖြစ်မယ်။အဲ့ဒီနေ့မှာပဲရောက်ခမကခရီးကပြန်ရောက်လာတယ်။အိမ်ထဲဝင်ချင်းအိမ်ကအေးဆက်ပြီးအသက်ဝိညာဉ်မရှိတယ်လို့ပဲလို့ညှိညူတဲ့ခီးဆောင်အိတ်ကိုကျမ်းပြင်ပေါ်ပြစ်ချပြီးတားဖြစ်သူကိုလှမ်းអော်တော့တယ်။မိမကိုတွားချက်ခိုင်းလိုက်တော့ငါ2လလုံးခီးသွားထားလို့ပင်ပန်းနေပြီးငါ့ကိုပြုစုရမှာကပုံမှန်ပဲလေ။တားဖြစ်သူကတည်ငြိမ်နေတဲ့သူ့မိခင်ကိုစိုက်ကြည့်ပြီးဘာမျက်နှာရင်းမျက်နှာကဲမှမပြပဲအေးဆက်စွာပြောလိုက်တယ်ကျွန်တော်တို့ကွာရှင်းလိုက်ပြီးသူကလေးကိုခေါ်ပြီးသူ့မိဘအိမ်ပြန်သွားပြီးဘယ်တော့မှပြန်မလာတော့ဘူးရောက်ခမဖြစ်သူနေရာမှာတင်ကြောင်သွားတဲ့တားဖြစ်သူကိုရိုက်ဖို့လက်ရွယ်ပြီးဆဲဆူတော့တာပေါ့ရှောက်မပြောနဲ့ကလေးလဲမွေးပြီးပဲဘာကွာရှင်းတာလဲတားဖြစ်သူကရှောင်ဖယ်လိုက်ပြီးအေးဆက်စွာစိုက်ကြည့်ကသူ့အဖေဆုံးလုံးကသူမိဖွားရင်တေလိုမတက်ဖြစ်နေတော့ကအမေကအပန်းဖြေကြီးထွက်နေတာဘယ်မိမကအဲ့ဒါကိုခံနိုင်မှလဲမသွားရင်ဒီမှာဆက်ပြီးဒုက္ခခံနေရမှာလားလို့ပြောလိုက်တယ်ရောက်ခမပြတလဲဖြစ်သွားပေမဲ့ဆက်ပြီးမန်တင်းနေတော့မယ်သူ့အဖေဆုံးယုံတင်လေပြီးတော့ကလေးမွေးတာပဲတကယ်ပဲကွာရှင်းရလောက်တဲ့အထိလားပြောပြီးချင်းပဲတကားကိုအလောတကြီးလာခောက်တန်ကြားလိုက်ရတယ်ရောက်ခမတကားဖွင့်လိုက်တော့ချွေးမရဲ့မိသားစုဝင်တွေဖြစ်နေတယ်ဦးလေးတွေအကြီးတွေအားလုံးမျက်နှာပြက်ပြက်နဲ့ဝင်လာကြပြီးရောက်ခမကိုရက်ဆက်ပြီးနှလုံးသားမရှိသူလို့လက်ညှိုးထိုးပြောဆိုကြတယ်တားဖြစ်သူကိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့တရားရုံးခေါ်သွားမယ်ကလေးအုပ်ထင်းခွင်းကိုလည်းညှိနှိုင်းเสียရမလို့ပဲအပြက်တက်တိုက်ပွဲဝင်မယ်လို့ပြောကြတယ်အဲ့ဒီမိသားစုရောက်လာတာကကွာရှင်းမှုကိုလုံးဝအတီးပြူလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။ရောက်ခမသွေးပြက်ပြီးကိုပြေးတီပြေးနဲ့တားဖြစ်သူရဲ့လက်ကိုဆွဲကငိုယိုပြီးအထက်ထက်တောင်းပန်တော့တယ်။သူမှားသွားပါပြီ။နောက်ခါမလုပ်တော့ပါဘူး။ချွေးမကိုမိတွင်းနဲ့ပြုစုပေးပါမယ်။သူ့အမားတွေအတွက်ကလေးကိုကူထိန်းပေးပါမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ခင်မုန်းဖြစ်သူကလုံးဝအလျှော့မပေးဘူး။အခြားလမ်းမရှိတော့တဲ့အစုံရောက်ခမကသူ့ရဲ့စုဆောင်းငွေတွေနဲ့ပင်စင်လာစာတွေအားလုံးကိုထုတ်ပေးခဲ့တယ်။ချွေးမကိုကျမ်းမာရေးပြန်ကောင်းအောင်ပြုစုဖို့နဲ့အထိန်တော်ကောင်းကောင်းငှားဖို့ပေးချင်တာပါပြီးတော့သူတို့လင်မယားဘဝတွေကိုနောက်ဘယ်တော့မှဝင်းမဆုတ်ဖက်တော့ပါဘူး။နောက်ဘယ်တော့မှအတ္တမကြီးတော့ပါဘူးလို့ထက်ခါတလဲလဲကျိန်ဆိုခဲ့တယ်။ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့ခေါင်းခါနေတော့မဲ့သူ့ဇနီးရဲ့နှလုံးသားကအေးဆက်သွားပြီးမှပြန်မလာချင်တော့ဘူးလို့ပြောခဲ့တယ်။ရောက်ခမလည်းအသေးတန်ဖြစ်ပြီးဒူးထောက်တော့မဲ့အချိန်မှတင်အိတ်ခမ်းတကားပွင့်လာပြီးချွေးမဖြစ်သူကကလေးကိုပွေကထွက်လာခဲ့တယ်။နောက်ကနေစောစောကဒေါသထွက်နေတဲ့မိသားစုဝင်တွေလိုက်လာကြတယ်။အားလုံးကရောက်ခမကိုစိုက်ကြည့်နေကြတော့သူဘယ်နာသွားပုံရမှန်းမသိတော့ဘူး။တကယ်တော့အဲ့ဒီကွာရှင်းမှုနဲ့မိသားစုဝင်တွေရောက်လာတာဟာအားလုံးသဘောတူစတိုက်ထားတဲ့ပြဿနာတစ်ခုဖြစ်နေခဲ့တယ်ချွေးမဖြစ်သူကဘယ်မှမသွားပဲအိမ်မှာပဲအနားယူနေခဲ့တာရောက်ခမဖြစ်သူတအောင်လောက်အထိဘာမှမတုံ့ပြန်နိုင်ပဲကြောင်သွားခဲ့ရတယ်အဲ့ဒီအခါခင်မုန်းဖြစ်သူကတည်ကြည်တဲ့လေတံနဲ့ပြောလိုက်တယ်အမေမိသားစုဆိုတာလှည့်စားဖို့မဟုတ်ဘူးပို့ပြီးတော့လဲလိုအပ်နေတဲ့အချိန်မှာစွန့်ပစ်ဖို့မဟုတ်ဘူးသူ့အကူကြီးအလိုအဆုံးအချိန်မှာအမေကပျော်ပါဖို့ထွက်သွားခဲ့တာဒါကြောင့်အမေကိုအခုလိုမျက်စိပွင့်အောင်လုပ်ရတာကိုကျွန်တော်တို့ကိုအပြစ်မတင်ပါနဲ့အမေကလူငယ်တွေပေါ်ဂရုစိုက်မှသူတို့ကလည်းအမေကိုယိုသေးကြမှာမိသားစုတစ်ခုကစီလုံးမသာဘဝကရှေ့ဆက်နိုင်မှာပါရောက်ခမကပိန်နေတဲ့သူ့မြေးလေးကိုကြည့်တယ်ပြီးတော့ဖြူဖြော်ပြီးပင်ပန်းနေတဲ့ချွေးမကိုကြည့်ပြီးမျက်ရည်တွေမရက်မနာကျလာခဲ့တယ်ချွေးမရဲ့လက်ကိုဆွဲပြီးမရက်မနာတောင်းပန်တော့တယ်ပတ်စံအားလုံးကိုလက်ထဲထည့်ပေးပြီးအဲ့ဒီနေ့ကစလို့တားမိနှစ်ယောက်လုံးကိုကောင်းကောင်းဆက်ဆံပါမယ်နောက်ဘယ်တော့မှအတ္တမကြီးတော့ပါဘူးလို့ကတိပေးခဲ့တယ်
အဲ့ဒီနေ့ကစလို့ရောက်ခမလုံးဝပြောင်းလဲသွားခဲ့တယ်ချွေးမနဲ့မြေးလေးကိုဂယုတစိုက်ပြုစုပေးပြီးအိမ်ကိုလည်းတည်တက်အောင်ထားခဲ့တယ်မိသားစုလည်းနောက်ထပ်အငင်းပွားစရာမရှိတော့ဘူးနောက်ဆုံးတော့တစ်ဖက်လူရဲ့နေရာမှာဝန်ဆာနာပေးရမှာပဲတစုံတစ်ယောက်အဆိုးရွားဆုံးအချိန်ကြုံနေရချိန်မှာကိုကလက်ကမ်းကူညီပေးမှသာစစ်မှန်တဲ့မြစ်တာကိုပြန်လည်ရရှိမှာပါအတ္တကြီးမှုနဲ့အေးစက်မှုဟာမိသားစုရဲ့နှလုံးသားကိုသာအေးခဲစေပြီးအဖိုးတန်ဆုံးတန်ရောစင်ကိုဖျက်ဆီးပစ်တတ်ပါတယ်